ဘက်ကိုကြည့်လားမကြည့်အောင်မဝင်းလျှောထားလို့ तू 3ရက်ရှိပြီ तू 3ရက်ရှိပြီဝင်းလျှောထားတာ तू 6နှစ်ရှိပြီเนาะဒီလကုန်ရင်6နှစ်ပြည့်မှာနေနေအောင်ကလေးလေးဒါပေမဲ့ तू တခါမှဟွာစေခမ်းမပြဘူးလို့ तू နေမကောင်းတခါမှမဖြစ်ဘူး6နှစ်အတွင်းမှာခုဝမ်းလျှောတာ3ရက်ရှိသွားတာလေသူကနေ့လည်ခင်းဆိုမလျှောဘူးညရောက်မှဝမ်းကသွားတာ3-4ကသွားတော့အားနဲ့စေခမ်းသွားပြတော့ဘာမှတော့စေးနှလုံးထိုးပေးလိုက်ပြီးတော့စေးနှလုံးထိုးပေးလိုက်တယ်ပြီးတော့ဒီတက်စားရည်ပေးလိုက်တယ်မွေးတာ6နှစ်ရှိပေမဲ့လေ तू ကတခါမှဘာမှမဖြစ်ဘူးတော့လေစေးကန်းတွေပါလည်းမသွား तू ကစေးကန်းမှာအရမ်းကြောက်နေပြေဆိုပြောလို့ကိုမရအောင်အဲ့နဲ့ तू စေးကန်းသွားတာကိုပို့ပြီးတော့မောပြီးတော့အဲ့မှာမောပြီးပြန်လာဆရာဝန်ကအဲ့လိုမျိုးအရန်မောနေပေါ့ heat stroke ဖြစ်လိမ့်မယ်ဆိုပြီးတော့အရန်ရုန်းကန်တယ်အခုအဲ့ဒါနဲ့ကြက်ပေါင်းကြီးခါတိုင်းဆို तू ကသူ့ရဲ့ပြဿနာပါလဲဆို तू ကအစားမစားတာအိမ်ကလည်းသူ့ကိုကြက်သားတစ်မျိုးပဲကျွေးတာအိမ်ကလည်းဘာမှမစားတော့ကြက်သားပဲမဲသားပါရတယ်အိမ်ကမစားတဲ့ခါကျတော့ကြက်သားတစ်မျိုးပဲသူ့ကိုကျွေးတာသူ6နှစ်တိတိကြက်သားရယ်ကြက်သေးရယ်အသားအသေးလက်ပတ်ပြီးတော့အဲ့လိုမျိုးကျွေးတာပဲရှိတာဟုတ်သူအခုမနေညာဝမ်းလျှောလို့3ရက်ရှိသွားလို့ဆိုပြီးတော့သူ့ကိုဟုတ်ညောင်းမြင်းညောင်းကလေးခါတိုင်းသူအစားမစားဘူးဆိုလို့ရှိရင် brand ကကြက်ပေါင်းကြီးတိုက်ခုစေးပိုင်းလဲသူ့ကိုထူးမတိုက်ဘူးတော့ brand ကကြက်ပေါင်းကြီးပဲတိုက်တယ်အခုတော့အဲ့ဒီအစာကြောင့်ဆိုင်မှာဒီရဲ့ကြက်ပေါင်းကြီးသူတို့အတွက်ထုတ်ထားတဲ့ကြက်ပေါင်းကြီးရှိတယ်တဲ့ဆိုပြီးတော့မသိခဲ့ဘူးမသိလို့ရင်တော့ brand ကြက်ပေါင်းကြီးပဲတိုက်တာအခုသူ့ဒီဟာတောက်မလားဆို तू ကအနက်ရနဲ့ तू ဒီလို brand ချက်ပေါင်းကြီးဆိုလေတရားမှာ plane လေးကို plug ဆိုဖွင့်လိုက်တဲ့အတန်ကြာရင်ကို तू ကပြာရာတွေခတ်ပြီးပြေးလာတာအခုဒီမှာထတောက်မှာတောက်မှာစစ်အဲ့ဆိုစစ်ထစစ်တောက်မယ်ကလေးတောက်တိုက်မယ်နော်အဲ့ဒီဒါတောက်ချင်တောက်မလားလို့ပဲရှိသေးတယ် तू ကအဲ့လိုဖြစ်နေအော်တောက်မှာလားနေအောင်ဖွင့်လိုက်ပါအောင်မယ်ဖွင့်လိုက်ပါအောင်မယ်ညောင်းတယ်လီနော်ဒီမှာဒီပလင်းလေးပါမတောက်မယ်လူပါညောင်းစစ်မိမအော်တောက်မှာနေအောင်ထည့်ပေးမယ်မမထည့်ပေးမယ်ဖြည်းတောက်နော်အောက်ကိုပိတ်ကုန်မယ်ဟာလေနောက်ခါကျရင်လည်းဝယ်တိုက်ရမယ်ကြိုက်တယ်တော့